ကဲကျွန်တော်မိတ်ဆွေများအားလုံးပဲကျွန်တော်ဒီကနေ့တနင်္လာနေ့အဖွင့်နေ့ရဲ့ညနေခင်းမှာဆိုရင်တော့ဖြင့်83ဆိုတဲ့တက်ကွာကောင်းမင်းရောကနန်းကိုနှစ်သီးစားအနေနဲ့ထိထိမိမိကိုအောင်ပွဲခံနိုင်ခဲ့ပြီဆိုတဲ့အခါကျတော့ကမနက်ဖြန်အင်္ဂါနေ့ရဲ့မနက်12နာရီ10မိနစ်ဈေးမှာလည်းပဲကျွန်တော်တို့ဆက်လက်ပြီးတော့အောင်ပွဲခံနိုင်ဖို့အတွက်အများကြီးမထိုးနဲ့ဒီတက်ကွက်ပဲထိုးဆိုတဲ့တက်ကွာကောင်းမင်းရောကနန်းကျွန်တော်အဓိကပေးသွားဖို့ရှိတယ်ဒါနိုင်မဲ့လားဆိုတော့မဟုတ်သေးဘူးဇာရိုးပတ်သီးတစ်လုံးနဲ့မင်းရောကနန်း3ကွက်ကိုပါမြစ်တာလက်ဆောင်အနေနဲ့အကုန်လုံးကိုအလကားပေးသွားမယ်ဒီဗီဒီယိုကိုလက်ရှိကြည့်နေကြတဲ့မိတ်ဆွေများအကုန်လုံးရမယ်နော်ဆိုတဲ့အတွက်ကြောင့်မလို့လိုက်မှတ်မယ်ဆိုတဲ့မိတ်ဆွေများအားလုံးကအစင်းသင်းပြင်ထားပြီငါညီအကိုတို့က6ပတ်သီးဆိုတာအောင်သွားပြီ6ပတ်သီးဆိုတာ3ပတ်သီးဆိုတာ8ပတ်သီးဆိုတာတနင်္လာနေ့မှာအောင်သွားပြီကြံရက်မှာပါပတ်သီးဆော့ရမလဲဆိုတဲ့မိတ်ဆွေများမဖြစ်မနေကြည့်စေချင်တယ်ကြည့်တဲ့ပေါ့နော်ဆိုတော့ကလိုက်မှတ်ဖို့အားလုံးပဲအစင်းသင်းပြင်ထားပြီပါဆိုရင်ကျွန်တော်ရဲ့ချက်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာနော်ကျွန်တော်ရဲ့2D ရွှေပို့ YouTube channel အသစ်ကလေးကနေပြီးတော့ကကျွန်တော်ရဲ့ချက်မိတ်ဆွေများအားလုံးကိုလွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ရှေးစွာကျွန်တော်မိတ်ဆွေများလုံးမှာကျမ်းမာကြပါစေချမ်းသာကြပါစေလောအင်ဆိုင်တာတလုံးတစ်ဝါတည်းပြည့်စုံကြပါစေစီးပွားဥစ္စာယတနာများလဲဒီရေအလားတိုးတက်ကြီးပွားကြပါစေခင်ဗျာနော်ဆိုမိတ်ဆွေများအားလုံးပဲကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုစားကြရအောင်ဗျာစားကြရအောင်ဆိုတဲ့နေရာမှာကျွန်တော်မိတ်ဆွေများဒီဗီဒီယိုလေးကနေပြီးဘာတွေရသွားကြမလဲဆိုရင်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့လိုမျိုးပဲတက်ကွာကောင်းမင်းရောကနန်းကိုကျွန်တော်တို့အဓိကပေးမယ်ဒါရင်မဲ့လားဆိုတော့မဟုတ်သေးဘူးဇာရိုးပတ်တီတစ်လုံးနဲ့မင်းရောကနန်း3ခွက်ကိုပါမြစ်တာလက်ဆောင်ပေးဦးမယ်နော်ဆိုတဲ့ခါကျတော့ကလိုက်မှတ်မယ်ဆိုတဲ့မိတ်ဆွေများအားလုံးကအစင်းသင်းပြင်ထားပြီအစင်းသင်းပြင်နေတဲ့အချိန်တော်တွင်းလေးမှာပထမဆုံးပြောစရာရှိတာကကျွန်တော်ရဲ့အဖွဲ့ဝင်မိတ်ဆွေများအတွက်ပေါ့နော်ဆိုတော့အဖွဲ့ဝင်များနဲ့အတူမင်း73ဆိုတဲ့တက်ကွက်ကောင်းကိုနှစ်သီးစားအနေနဲ့အောင်တာဘာမှအောင်တာလဲငါတို့နေတိုက်ထဲမှာမပါပါဘူးဆိုပြီးတော့မေးစရာရှိမယ်ကျွန်တော်တို့အောင်တာကနေတိုက်အောင်တာမဟုတ်ဘူးအဖွဲ့ဝင်တွေအောင်တာနော်ဒီကနေ့ညနေမှာအဖွဲ့ဝင်မိတ်ဆွေများအတွက်ဖူးမကျော်ပတ်သေးပေးထားခဲ့တာဒီ10ပတ်သေးပေးထားခဲ့တာမယောကနာ3ကွက်ဒီ7ရက်83ရက်85ရက်ဆိုပြီးတော့အသေးသေးပေးထားခဲ့တဲ့နေရာမှာတက်ကွက်ကောင်းကိုဘာများပြောခဲ့တယ်လဲဟုတ်တယ်မလားမကြွားရရင်မနေနိုင်ဘူးနော်ဆိုတော့ကျွန်တော်ဒီတစ်ပတ်တာမှာပေးတာဒီ10ပတ်သေးဖြစ်တယ်မယောကွက်ဒီ7 83 85အောက်မှာတက်ကွက်ကောင်းဆိုတာဒီ83နော်83ဆိုတဲ့ကဏ္ဍတော့ကကိုပတ်သီးနဲ့အတူနှစ်သီးစားမိသွားပြီဆိုတဲ့အတွက်ကြောင့်မလို့အဖွဲ့ဝင်မိတ်ဆွေများထပ်တူထပ်မြကိုဝမ်းသာပါတယ်နော်ဆိုတော့ဒီကနေ့ညနေမှာအောင်တယ်ဆိုတာကအဖွဲ့ဝင်တွေအောင်တာနော်ဆိုတော့စကားဆက်ရမယ်ဆိုရင်အဖွဲ့ဝင်မိတ်ဆွေများငါညီရေငါမောင်ရေငါသားရေကိုတို့အမတို့အမေတို့ကတော့ဖြစ်မင်းပေးတဲ့ဟိုးမကျော်စားတို့ပတ်သီးကိုတနင်္လာနေ့ညနေမှာ73ဆိုတဲ့တက်ကွက်ကောင်းမင်းရောကနန်းနဲ့အတူနှစ်သီးစားအနေနဲ့အောင်မြင်သွားပြီနော်ကြံရက်မှာဘာပတ်သီးတွေလိုက်ဆော့လို့ရသေးတယ်လဲဘယ်ပတ်သီးတွေ